မင်္ဂလာပါရေပြားနဲ့လပဆိုင်ရာဆရာဝန်ဒေါက်တာသီရီပါဒီဗီဒီယိုထဲမှာဒေါက်တာကအစီဖြော်ဆေးနဲ့ပတ်သက်ပြီးတော့မှနည်းနည်းလောက်ရှင်းပြပေးချင်ပါတယ်ဒီအစီဖြော်ဆေးထိုးရဲဆိုတာကအားလုံးရင်းနှီးပြီးသားဖြစ်မယ်လို့တော့ဒေါက်တာယူဆတယ်။ဘာကြောင့်လဲဆိုတော့ဒါတွင်တွင်ကြဲကြဲပဲကိုမလိုချင်တဲ့ခန္ဓာကိုယ်ကအစီတွေကိုအစီဖြော်ဆေးထိုးပြီးတော့မှချလို့ရတယ်ဆိုတာဒါအားလုံးလဲရင်းနှီးပြီးသားဖြစ်နေတာပေါ့နော်။ဒါပေမဲ့ဒီနေရာမှာဒေါက်တာနည်းနည်းလေးပို့ပြီးတော့မှရှင်းပြပေးချင်တယ်။အစီဖြော်ဆေးဆိုတာကတကယ်တမ်းကျတော့သူ့ထဲမှာ deoxycholic acid လို့ခေါ်တဲ့ingredient တစ်မျိုးပါတယ်ပေါ့နော်အဲ့ဒီ ingredient လေးကကြတော့အစီဆန်းလေးတွေရဲ့ဒီ membrane လို့ခေါ်တဲ့အမေးပါးလေးကိုသူကပျော်ဝင်ပြီးတော့မှအစီတွေကိုချိတ်ဖြတ်ပေးတဲ့သဘောအဲ့တော့ပျော်သွားတဲ့အစီတွေကဘယ်နေရာကနေထွက်သွားလဲဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့ချွေးတို့စီးတို့ဝင်းနွားနဲ့တစ်စက်ပါသွားတာပေါ့နော်အဲ့တော့အစီဖြော်စီးကိုထိုးမယ်ဆိုရင်ဘယ်လိုလူတွေအတွက်တင့်တော်လဲဆိုတော့ခန္ဓာကိုယ်မှာကိုမလိုချင်တဲ့နေရာမှာစုနေတဲ့အစီကိုထိုးချင်တယ်ဆိုလို့ရှိရင်တင့်တော်တယ်ဥပမာဒီ double chain ဖြစ်နေတဲ့နေရာလက်မောင်းလေးအစီတုပ်နေတာပြီးတော့ဘိုက်ခေါက်မှာအစီစုနေတာပေါင်မှာအစီစုနေတာတချို့ဒီ bra line လေးပေါ့နော်အဲ့နေရာမှာအစီစုနေတာဆိုလို့ရှိရင်လည်းဒေါက်တာတို့အစီဖြော်စေးထိုးပြီးတော့မှကုသလို့ရတယ်ဒါပေမဲ့မထိုးတဲ့လူတွေလည်းရှိတယ်ဘယ်လိုလူတွေလဲဆိုတော့နိုးတိုက်မိခင်တွေကိုဝင်ဆောင်တဲ့တွေဒီလိုလူမျိုးတွေကလုံးဝမထိုးသင့်ဘူးပြီးတော့ကိုကသွေးမတိတ်တဲ့ယောဂရှိတယ်အဲ့လိုမျိုးဆိုရင်လည်းမထိုးသင့်ပြီးတော့ကိုကဥမာဘိုက်ခေါက်ကိုထိုးချင်တယ်ဒါပေမဲ့ဘိုက်နေရာမှာဒီအပေါ်က skin လေးကကြတော့ infection လို့ခေါ်တဲ့ပိုးဝင်နေရမျိုးတွေအနာပေါက်နေရမျိုးတွေဆိုလို့ရှိရင်လည်းဒီလိုနေရာတွေမှာအစီဖြော်စေးမထိုးသင့်ဘူးပေါ့နော်ဆိုတော့အခုဒေါက်တာပြပြပေးခဲ့တာကတော့အစီဖြော်စေးနဲ့ပတ်သက်ပြီးတော့မှဘယ်သူတွေကထိုးသင့်တယ်ဘယ်သူတွေကမထိုးသင့်ဘူးဆိုတာရယ်ပြီးတော့ဘယ်နေရာတွေထိုးလို့ရရဲဆိုတာလေးကိုပြပြပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အစီဖြော်စေးထိုးဖို့စဉ်းစားနေတဲ့လူတွေလည်းအဆင်ပြေလောက်မယ်လို့ထင်ပါတယ်